ခေါက်ဖလော့မှာတော့ဖအမှာဟိုတယ်မှာတေးခဲ့တဲ့အတွေ့အကြုံကို sharing လုပ်ပေးသွားမှာပါပထမဆုံးတေးခဲ့တဲ့ဟိုတယ်ကတော့ Marvelous Mountain Hotel ပါအဲ့ဟိုတယ်ရဲ့ location ကဇွဲကပင်တောင်ကြီးနဲ့တော်တော်လေးကိုနီးတယ်ကျွန်တော်တို့ရောက်သွားတဲ့အချိန်ကမိုးရွာနေတဲ့အချိန်ဆိုတော့ hotel view အဝင်မှာရောတော်တော်လေးကိုလှတယ်လို့ခံစားမိတယ်ဟိုတယ်ရောက်ပါပြီဟိုတယ် lobby မှာအဲ့တော့ဝင်ပါဟိုတယ်ချက်ခင်ဝင်ပြီးဝေဒနာကိုထွက်ကြည့်လိုက်တော့ဒီ view နဲ့ရင်ဒီဟိုတယ်မှာတဲရတန်နေဆိုတဲ့ခံစားချက်ကိုပို့ပြီးတော့တေချာဝါစေတယ်ခန်းနေထားကိုကြည့်လိုက်မယ်ဆိုရင်တော့နှစ်ယောက်ကောင်းကောင်းနေလို့ရတယ်ပြီးတော့နေရာလေးကျယ်တယ်လို့ပြောလို့ရတယ်ဒီဟန်တက်တာရေဒီလိုအိုးရေပြီးတော့ခြေခဲတက်တာရေအခုကဒါထားစီရနေရတယ်ပြီးတော့အားရအောင်ဒါတွိုင်းလေးနေချိုးအခန်းနေထားရတော့ကျန်တဲ့နေရာတွေတက်စားလို့ရှိရင်အိတ်တဲ့နေရာနဲ့နားဖို့နေရာကိုနေရာပို့ပြီးတော့ကြည်ကြည်လွတ်လွတ်ပြီးထားတယ်ပြီးတော့ဝေဒနာမှာချင်းလှုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီအခန်းမျိုးကတော်တော်အဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့တဲခဲ့တဲ့အဆောင်ကအိတ်ဆောင်ကအဆောင်ဆိုတော့ကျန်တဲ့ဘေးဂျင်နေနဲ့ကိုယ်နေရာမျိုးမရှိဘဲနဲ့လေကောင်းလေတန်ပို့ပြီးတော့ရတယ်ဒီချိုးခန်းဆိုလို့ရှိရင်လည်းကျဲပြီးတော့သူကပထဲမတစ်ခုပါတော့ ventilation အတွက်လည်းပို့ပြီးတော့ကောင်းသွားတယ်ဟိုနေ့တိုင်းထိတွေ့နေတဲ့ပတ်ဝန်းကျင်နဲ့ကင်းလွတ်ပြီးတော့တဘာဝနဲ့အနီးဆုံးမှာအနားလာယူရတာလေကျွန်တော်အတွက်ဟင်းလင်းလုပ်ခြင်းတစ်မျိုးပါပဲဟိုတယ်ရဲ့အခန်းပြူပဲလာတာမဟုတ်ပဲနဲ့ဟိုတယ်ကွန်ပေါင်းထဲကနေရာတွေကလည်းတဘာဝနဲ့တသားတဲ့ကြာနေပါတယ်။နေ့တစ်ရက်လုံးအားရင်အပြည့်နဲ့လည်းပတ်နိုင်အောင်လို့ breakfast ကိုတော့အပြည့်အဝစားခဲ့ပါတယ်။ဒီဟိုတယ်မှာတဲရတဲ့ overall view ကိုခြုံပြီးပြောရမယ်ဆိုရင်တော့အခန်းနေထားရလည်းအဆင်ပြေတယ်ပြီးတော့တဲရကလည်းတတောင့်တတရှိတယ်။တိုက်ရှင်းမှုပိုင်းမှာလည်းအားကောင်းတယ်လို့ပြောလို့ရတယ်။နောက်ပြီးတော့ mountain view နဲ့အပန်းဖြေမယ်လို့စဉ်းစားထားတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။ဒါပေမဲ့ကျွန်တော်တို့အတွေ့အကြုံရဆိုလို့ရှိရင်တော့ service ပိုင်းမှာတော့တော်တော်လေးကိုအားနည်းတယ်။အဲ့တော့ဒီ rating ပေးရမယ်ဆိုလို့ရှိရင်တော့7 out of 10ပေးပါတယ်။ဒုတိယမြောက်လေးကအကျိုးဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ဒုတိယရက်အတွက် booking ပေးထားတဲ့ Hotel KM Belly ကိုနေရာရွှေ့လာကြတယ်။ Hotel KM Belly ကလည်း Marvelous နဲ့အရန်မဝေးပဲနဲ့အဲ့ဒီလမ်းမှာလည်းရှိတယ်။အဲ့ဒီ reception ရဲ့ဘေးမှာကြာကန်လေးတစ်ခုရှိပြီးတော့ဇွဲကပင်တောင်လှမ်းမြင်နေရတဲ့နေရာတွေလည်းအများကြီးရှိတယ်။အဲ့ဒါကြောင့်ဒီ hotel လေးက mountain view ကိုကြိုက်တဲ့လူတွေအတွက်တော့ view ရွေးချယ်တဲ့နေရာတစ်ခုလို့ထင်တယ်။ကျွန်တော်တို့တော့အထုပ်တွေထားခဲ့ပြီးတော့ check in ဝင်လို့မရသေးရတဲ့အပြင်ကိုအမြင့်ဆုံးလည်ခဲ့တယ်။နောက်ထပ်8နာရီလောက်မှာ hotel ကိုပြန်ရောက်ပြီးတော့ညဘက် view ကလည်းနောက်ထပ်ဆွဲဆောင်မှုတစ်ခုဖြစ်နေပြန်တယ်။ဒီဟိုတယ်မှာတော့ Marvelous တက်စားလို့ရှိရင်ဘေးရင်တစ်ခုမှာအခန်းတွေအများကြီးရှိတယ်။သူအများကြီးစုသွားရင်တော့တစုတစည်းချင်းနေလို့ရပါမယ်။ဘေးခန်းဆိုနေတော့ကိုယ်ခံမှာနည်းနည်းအနှောက်အယှက်ဖြစ်တယ်။သူ့ရဲ့အခန်းအနေထားအရတော့အခန်းဘွဲ့တွေမဖွင့်ဘဲနဲ့တစ်ဆက်တည်းပုံစံမျိုးပါ။သူလည်းရှိရဟိုတယ်လိုပဲအိတ်တဲ့နေရာနဲ့နားဖို့နေရာကိုကြည်ကြည်လင်းလင်းပြီးထားတယ်။ပြီးတော့အဲ့မှာလင်းလင်းထင်းထင်းနေခြင်းတဲ့သူတွေအတွက်လည်းမီးလုံးတွေအများကြီးရှိတယ်။ဒါကတော့ဇော်ကပင်တောင်မတက်ခင်မနက်9နာရီအခန်းအနေနဲ့ရတဲ့ကျူပေါ့နော်ကျွန်တော်တို့ကအဲ့ဒီနေ့မနက်ဇော်ကပင်တောင်တက်တာဆိုတော့ breakfast တော့မစားကြရအောင်ဟိုတယ်ကနေကျွန်တော်တို့အတွက် breakfast ပေါက်လေးတော့ပြင်ပေးထားတယ်ဒီဟိုတယ်မှာတဲတဲ့နေနောက်ထပ်ဆွဲဆောင်မှုကတော့ဇွဲကပင်တောင်မီနောက်ခံနဲ့ရေကူးကန်ရောက်ပါပဲတောင်တက်ပြီးပြန်ဆင်းလာတဲ့အချိန်မိုးရွာရင်မှရေကူးရတာလေတောင်တက်ပြီးပြင်မဲနေကြအကုန်လုံးကိုပြေပြောက်သွားစေတယ်ဒီဟိုတယ်မှာတဲခဲ့တဲ့အတွေ့အကြုံရ rating ပေးရမယ်ဆိုလို့ရှိရင်တော့9 out of 10ပေးပါတယ်နောက်ထပ် vlog episode တွေမှာပြန်တွေ့ပါမယ် see you ပါ